ဖြူလေးချန်နယ်ကနေမိတ်ဆွေများအလုံးကိုကြိုဆိုလိုက်ပါတယ်ရှင်ဒီဖြူလေးကိုမရင်မကြော်ပဲအဆုံးထိကြည့်ပေးပါလို့လည်းမေတ္တာရက်ခံချင်ပါတယ်ရှင်ဒီကနန်းလေးတွေမပြောခင်မှာဖြူလေးရဲ့ channel လေးကို subscriber လေးဒီမလုပ်ရသေးရင်လည်းလုပ်တော့ပေးပါဦးရှင် subscriber လေးလုပ်ပြီးတော့မိတ်ဆွေများကလည်း like ကလေးတွေပေးပြီးတော့လည်းအားပေးနိုင်ပါတယ်ရှင်ဖြူလေးကတရက်နေ့4လပိုင်း2026အတွက်တရက်စာကဏ္ဍလေးတွေကိုလာရောက်မျှဝေပေးနေတာပဲဖြစ်ပါတယ်ရှင်ဝမ်းချင်းလေးတွေကိုတော့ဖြူလေးကပြောပြမှာဖြစ်ပါတယ်ရှင်နက်ဖန်အတွက်ဝမ်းချင်းလေးကိုဖြူလေးကနေ့ရယ်ခွန်ရယ်ဖြစ်ပါတယ်ရှင်ဖြူလေးကဝမ်းချင်းကိုနှစ်နဲ့ခွန်ဖြစ်ပါတယ်ရှင်ဖြူလေးရဲ့မထိမပီလေးကတော့4ရယ်နေ့ရယ်ခွန်ရယ်ဖြစ်ပါတယ်ရှင်ဖြူလေးကဝမ်းချင်းကိုနေ့ရယ်ခွန်ရယ်မထိမပီလေးကို4ရယ်နေ့ရယ်ခွန်ရယ်ဖြစ်ပါတယ်ရှင်မင်းကွက်လေးကတော့နှစ်9နှစ်9ခွန်9ခွန်9အားပေးရပါမယ်ရှင်မင်းကွက်လေးကတော့နှစ်9နှစ်9ခွန်9ခွန်9ကိုအားပေးရပါမယ်ရှင်ချင်းလေးကတော့နေ့ရယ်ခွန်ရယ်မထိမပီလေးကတော့4ရယ်နေ့ရယ်ခွန်ရယ်မင်းကွက်လေးကတော့နှစ်9ရယ်နှစ်9ရယ်ခွန်9ရယ်ခွန်9ရယ်ဖြစ်ပါတယ်ရှင်အကယ်၍မိတ်ဆွေတို့ကဖြူလေးရဲ့ဝမ်းချင်းလေးကိုမကြိုက်ဘူးဆိုရင်မိတ်ဆွေတို့မှာရှိတဲ့လုံးပိုင်နဲ့ဒီမထိမပီလေးကိုတွဲပြီးတော့ကစားပေးနိုင်ပါတယ်ရှင်တွဲပြီးတော့ကစားပေးလို့ရပါတယ်ရှင်ဖြူလေးရဲ့ channel လေးထိတ်စီလေးကိုအနီးကွက်အကွက်ကောင်းနဲ့ဈေးကွက်ထိတ်စီလေးတွေကိုရချင်တယ်ဆိုရင်ဖြူလေးရဲ့ Telegram channel မှာလာရောက် join နိုင်ပါတယ်ရှင်ဖြူလေးရဲ့ Telegram channel လေးကဖြူလေးရေးပြထိုင်တဲ့အတိုင်းပဲရပ်ပြီးတော့ရှာနိုင်ပါတယ်ရှင်အကယ်၍မိတ်ဆွေတို့က Telegram channel လေးမရှိဘူးဆိုရင် Viber channel လေးကိုလည်းလာပြီးတော့ hi နိုင်ပါတယ်ရှင်ဖြူလေးရဲ့ Viber channel ကတော့ဖုန်းနံပါတ်လေးပြပြထားပါတယ်ရှင်399262 339ခွန်99ပဲဖြစ်ပါတယ်ရှင်ဖုန်းနံပါတ်က26နဲ့339ခွန်99ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့အခုအဆိုရင်မိတ်ဆွေတို့ကဖြူလေးရဲ့ Telegram channel လေးတွေကိုလည်းရပ်ပြီးရှာနိုင်တယ်လို့ Viber channel လေးမှာလည်း member လေးရေးပေးထားတော့လဲလာရောက်ပြီးတော့ join နိုင်ပါတယ်ရှင် join ပြီးတော့လည်း hi နိုင်ပါတယ်ရှင်ဖြူလေးရဲ့ Telegram channel မှာဆိုရင်အနီးကအကွက်ကောင်းတဲ့ hot take စီတွေကိုနှစ်စဉ်အစမပြတ်တင်သွားပြီးမှဖြစ်ပါတယ်ရှင်။ကြောင့်မလို့လက်လို့ဆုံးရှုံးမခံပါနဲ့နော်။လာရောက်ပဲ join ပေးလိုက်ပါနော်။ဖြူလေးကဖြူလေးရဲ့ view လေးကိုကြည့်ပြီးလို့လည်းမိတ်ဆွေများအလုံးကိုအထူးပင်ကျေးဇူးတင်ပါတယ်ရှင်။ဖြူလေးကဒီနေ့တော့ဒီလောက်ပဲနော်။ channel လေးကို join ဖို့လည်းမမေ့နဲ့နော်။ Viber channel လေးကိုလည်းရှာဖို့လည်းမမေ့ကြပါနဲ့နော်အခုလိုမျိုးအဆုံးထိကြည့်ပြီးတော့မိတ်ဆွေများအလုံးကိုလည်းအရန်ကျေးဇူးတင်ပါတယ်ရှင်နေ့ကောင်းနေ့မြတ်လေးဖြစ်ပါစေရှင်နေ့ရက်တိုင်းမှာအောင်မြင်ခြင်းတွေသိမ့်ပိုက်နိုင်ပါရှင်ကျေးဇူးများတင်ပါတယ်ရှင်